ခေါင်းကြီးပါပါဝင်လာတဲ့ဂေကြီးတို့ရဲ့ကိုတင်ညာဆိုနောက်ခံလူစင်အားလုံးပဲမင်္ဂလာပါနောက်ခံလူတွေဆိုတာကိုတင်ဂုံမပေးရရေးကိုဦးစားပေးရပြီးတော့တိုင်မတ်တင်ရဲ့တိုက်ဆက်လမ်းကြောင်းတွေကိုဟန်တာဖို့တောင်းယူရပါတယ်ဒါပေမဲ့အသင်းလိုအပ်နေတဲ့အချိန်ဒီမှာဆိုရင်နောက်ခံလူတွေကလည်းဂိုးတက်သွင်းပေးတတ်ကြပါတယ်ပြီးခဲ့တဲ့ပတ်တုန်းကကစားခဲ့တဲ့ခိနဲ့ပကိုးတင်ရဲ့ပွဲစဉ်မှာဆိုရင်တော့ဂေကြီးတို့ကနောက်ခံလူခေါင်းကြီးရဲ့ခေါင်းတိုက်ဂိုးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်ဒီတင်ကိုကြောင့်ပဲခေါင်းကြီးကဂိုးများဆုံးသွင်းထားနိုင်ခဲ့တဲ့ဂေကြီးတို့ရဲ့နောက်ခံလူစီးရင်ထဲမှာပါဝင်လာခဲ့ပါပြီဒီနေ့မှာတော့ဂိုးများဆုံးသွင်းထားနိုင်ခဲ့တဲ့ဂေကြီးတို့ရဲ့နောက်ခံလူတွေအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်နံပါတ်1အနေနဲ့ကတော့ Dennis Awen ဖြစ်ပါတယ်ဂေကြီးတို့ရဲ့92မျိုးဆက်ကစားသမားဖြစ်တဲ့ Dennis Awen ရာဆိုရင်တော့ဂိုးသွင်းချမ်းတဲ့နောက်ခံလူတူဖြစ်ခဲ့ပါတယ်Awen ရာဂေကြီးတို့ရဲ့3ဂိုး33ဂိုးထိတင်ယူပေးခဲ့ပြီးတော့နောက်ခံလူတူအတွက်ဆိုရင်ညပြတဲ့ပမာဏလို့ပြောလို့ရပါတယ်Awen ရာဂိုးများဆုံးသွင်းထားနိုင်ခဲ့တဲ့ဂေကြီးတို့ရဲ့နောက်ခံလူဖြစ်လေရပ်တည်နေပါတယ်ဂေကြီးတို့နဲ့အတူတူစူပလာအလုံး20ကျော်ထိလည်းစစ်ကူထားနိုင်ခဲ့ပါတယ်နံပါတ်2အနေနဲ့ကတော့ Vidic ပဲဖြစ်ပါတယ်ဂေကြီးတို့ရဲ့ခန်းစမှာ Ferdinand နဲ့အတွဲဖက်ဖြစ်ခဲ့တဲ့ Vidic ကတော့အသင်းရဲ့ခံကြဝန်ကြီးတအုပ်လို့ပြောလို့ရပါတယ်Vidic ကလည်းခန်းစပိုင်းမှာတင်စိတ်ချရအောင်တာမကလိုအပ်လာရင်လည်းအသင်းအတွက်ဂိုးတွေတင်ယူပေးတတ်ပါတယ်Vidic ကလည်းဂေကြီးတို့အတွက်ပြင်းကို20ဂိုးထိကိုတင်ယူပေးထားနိုင်ခဲ့တာပါနံပါတ်3အနေနဲ့ကတော့ Smalling ပဲဖြစ်ပါတယ် Smalling ကတော့တစ်ချိန်ကဂေကြီးတို့စီမှာခေါင်းကြီးလိုကစားသမားဖြစ်ခဲ့ပြီးတော့အပြောခံရတာကပိုများခဲ့ပါတယ် Smalling နဲ့ Vidic အတွက်ဆိုတာဂေကြီးတို့ရဲ့နောက်တန်းတစ်ခွင်မှာဒိတ်ကျဲခန်းဆက်အတွက်ဖြစ်ခဲ့ပါတယ်ဒါပေမဲ့ Smalling ကဂေကြီးတို့တက်ရောက်မှုရှိခဲ့တဲ့ကစားသမားဖြစ်ခဲ့ပြီးတော့ပွဲ300ကျော်ကစားပေးခဲ့ရမှာ18ဂိုးထိတင်ယူနိုင်ခဲ့ပါတယ်နံပါတ်4အနေနဲ့ကတော့ခေါင်းကြီးနဲ့ Steve Bruce တို့ပဲဖြစ်ပါတယ်92မျိုးဆက်နောက်ခံလူတူဖြစ်တဲ့ Steve Bruce ဟာဆိုရင်တော့ဂေကြီးတို့တဲ့သွင်းကို18ဂိုးထိတင်ယူနိုင်ခဲ့ပါတယ်ခေါင်းကြီးကလည်းပြီးခဲ့တဲ့ပဲခူးအသင်းနဲ့ပွဲစဉ်မှာအနိုင်ဂိုးသွင်းယူပြီးခဲ့တဲ့နောက်မှာတော့ Steve Bruce ရဲ့သွင်းကိုရှိအတွက်ကိုလိုက်မိလာခဲ့ပြီလည်းဖြစ်ပါတယ်ခေါင်းကြီးအနေနဲ့လက်ရှိကစားနေစေကစားသမားဖြစ်လို့ Steve Bruce ကိုလည်းကြော်တက်သွားနိုင်ရရှိသလို DCM မှာထိတ်ဆုံးမရောက်နိုင်ဘူးလို့လည်းပြောလို့မရပါဘူးအပြီးခေါင်းကြီးသွင်းယူပေးခဲ့တဲ့ဂိုးတွေအများစုကအသင်းအတွက်အရေးပါတဲ့သွင်းကိုတွေဖြစ်နေခဲ့ပါတယ်။စုံနေကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။